laptop မှာ generation ဖြစ် processor စစ်တာဗောနော်processor စစ်တာဘယ်လိုစစ်ရမလဲဆိုကျွန်တော်တစ်ချက်ပြောပြမယ်နော်ကျွန်တော်ဒီ keyboard မှာရှိနေတဲ့ window နဲ့ R ဗောနော် win R ဆိုတော့အောက်မှာပေါ်နေတယ်လား window နဲ့ R နဲ့ကိုရိုက်ထည့်ပြီးလို့ရှိရင်ဒီလိုအောက်မှာပေါ်လာပါလိမ့်မယ်ဒီ box လေးကြာလာပြီဆိုလို့ရှိရင်လေကျွန်တော်အဲ့မှာ DHDIAG ရိုက်ထည့်လိုက်အောင်နော်အဲ့လိုရိုက်ထည့်လိုက်တာနဲ့ကျွန်တော်တို့ရဲ့ processor တွေတက်လာပါလိမ့်မယ်နော်ဆိုတော့ကျွန်တော်ရဲ့ desktop ဆိုရင်ဘာတွေ processor ဘယ်လောက်လဲဗောနော်ဆိုတော့ဒီမှာ processor ဆိုတာဒီမှာပါဒီမှာပြနေတဲ့ processor ကိုကြည့်လိုက်အောင်ပါပဲဆိုတော့ကျွန်တော်က laptop စသုံးတဲ့က Intel ပဲသုံးတာပါကျွန်တော်တို့သူများကဘာ laptop ဝယ်ရမလဲလာမေးလို့ရှိရင်များသောအားဖြင့်ကျွန်တော် Intel ကိုပဲကျွန်တော်Intel ကိုပဲညွှန်းဖြစ်တယ်ဒါလေးပြောမှထွက်မလား memories RAM ကြတော့16 RAM ရှိတယ်နော်တော့16 RAM နဲ့ဒီလောက် processor တဲ့ဆိုလို့ရှိရင် video editing ကောင်း run လို့ရတယ်ဗောနော်